A transformer is used to change the body or an alternating current. Transformer ဆိုတာဘာလို့လဲဆိုတော့ alternating current တစ်ခုရဲ့ body ကို change မှာဘယ်လို change မှာ body ကိုတင်ကျင်တဲ့နေရာကျရင်တင်မယ် short ကျင်တဲ့နေရာကျရင် short မယ်အဲ့လိုလုပ်မှာဒါလိုလုပ်မှဆရာတို့ကတရားစက်တက်ကိုမျိုးတစ်မျိုးနဲ့တစ်မျိုးဒါမှမဟုတ်ရင်ဟိုတောရဲတောင်ထဲမှာရှိတဲ့တရားစက်တာပဲစိတ်အောင်နေဆရာတို့ရက်ကွက်တွေမျိုးတွေကိုပေးလို့ရမှာ The goal of a transformer is built at odd thin iron sheet or high resistance called lamination အဲ့တော့ဘာဖြစ်မလဲဆိုရင်ဒီ transformer ကိုတိစောက်ထားတဲ့ဒီကိုးပေါ့နော်ကိုးတစ်ခုမှာဆိုဘာဖြစ်လဲ thin iron sheet iron တန်ပြားပေါ်ပါလေးတွေကိုဆရာတို့ထပ်ထားအများကြီးပဲနောက်ပြီးဘာဖြစ်မလဲဆိုရင်အဲ့ဒီတန်ပြားလေးဘာဖြစ်မလဲဆို high resistance အဲ့တော့ high resistance လေးကိုမြင်တာထားနောက်ပြီးရင် core ဘာလို့ lamination အဲ့တော့ thin iron sheet ဒါမှမဟုတ်ရင် high resistance အဲ့နှစ်ခုလို့မှတ်ထားမယ်တမှတ်တန်လေးလာမှာဆိုလို့အဲ့တော့တန်ပြားလေးတွေကလည်းဆရာတို့ကအမှ thin iron sheet ဆိုတော့တန်ပြားလေးတွေကပပလေးတွေကိုဆရာတို့အော်လို့ထားမယ်ထပ်ထားတယ်ပေါ့နော်ထပ်ထားပြီးမှသူကဘာလို့လို့ဆိုရင်high resistance ဖြစ်အောင်မယ်သူမှာနော်အဲ့ဒါလေးကိုအော်လို့ပြထားမယ်နော်နောက်ပြီးရင်ဘာပြောမလဲဆိုရင် high resistance ရဲ့အဲ့ဒါလေးကိုဆရာတို့ဘာခေါ်လဲဆိုတော့ lamination laminate ဆိုတာတစ်ခုနဲ့တစ်ခုကိုလျှက်စက်တက်မကူအောင်ဆရာတို့ကကန့်ပေးထားတယ်အဲ့ဒါလေးကို lamination ခေါ်တယ်these iron sheets are made to be electrically insulated from one another နောက်ပြောခဲ့တော့ these iron sheet အဲ့ဒီတန်ပြားလေးတွေကဘာလို့ထားလဲဆိုတော့ are made to be electrically insulated အဲ့မှာ electrically insulated ကိုမြင်ထားလိုက်လျှက်စက်တက်သဘောတရားရာသူတို့ကတက်မကူအောင်ဆရာတို့လုပ်ထားတယ်ဆိုလိုတာကတော့ဒီလိုမျိုးပေါ့ကွာနော်ဒါတန်ပြားလေးဒါမျိုးဒီစာရွက်လေးကိုတန်ပြားလေးလို့ထပ်ထားတယ်သို့တော့လျှက်စက်တက်ရဒီဘက်ကနဲ့ဒီဘက်ကလျှက်စက်တက်မကူချော့မကြောက်ဒါပေမဲ့သူတို့ကထိတော့ထိထားတယ်နော်ဘာကြောင့်လဲဆိုအဲ့လိုမျိုးမကူအောင်မလုပ်ထားအောင်ဒီတန်ပြားတစ်ပြားချင်းစီဆရာတို့ကဟိုကုတ်တီလုပ်ထားတာပေါ့နော်လျှက်စက်တက်မကူအောင်ကုတ်တီလုပ်ထားတယ်အဲ့တော့တန်ပြားလေးတွေကတစ်ခုနဲ့တစ်ခုထိထားပြင်မဲ့လျှက်စက်တက်မကူဘူးနော်အဲ့ဒါလေးရော electrically insulate ပေါ့နော်ဆိုကြဟိုတမတ်တန်လေးထူဖို့လေးမင်းပါဆိုလို့ electrically insulate လုပ်ထားတယ် from one another ဘာလဲဆိုတော့ iron sheet တန်ပြားလေးတွေက electrically insulate လုပ်ထားတယ်တစ်ခုနဲ့တစ်ခုလျှက်စက်တက်မကူနိုင်တော့ဘူး two coin each consisting of many tons of wire တဲ့ are wound on the core အဲ့တော့ဘာလဲဆိုရင်တန်လိုက် transformer ကြီးမှာအလေကောင်မှာခုနကပြောတဲ့တန်ပြားတွေနဲ့လုပ်ထားတဲ့ဥဒိုင်ရှိတယ်ပေါ့နော်ဥဒိုင်ရှိတယ်ပင်မကိုအထိုင်ရှိတယ်အဲ့ဒီအထိုင်ကြီးကိုဘာလုပ်ထားလဲ are wound ဝန်းရံထားတယ်ပတ်ထားတယ်ပေါ့နော်ဘာနဲ့ပတ်ထားမလဲဆိုရင် many tons of wire ခုနပြောတဲ့ဆရာပြောတဲ့ number of tons ဆိုတယ်နော် wire ဂျိုးနဲ့ပတ်ထားတယ် many tons of wire လေးနဲ့ပတ်ထားလိုက်အဲ့မှာ2 coin ပါတယ်2 coin ဆိုတော့ကဲလာပြီး coin တစ်ခုက primary coin ဖြစ်မယ်နောက် coin တစ်ခုက secondary coin ဖြစ်မယ်အဲ့2 coin ဆိုတာဘာကိုပြောတာလဲဆိုခုနပြောတဲ့ transformer ရဲ့အလေကောင်အတန်အထိုင်ကြီးကိုခုနပြောတဲ့ coin နှစ်ခုနဲ့ပတ်ထားတယ်နော် one of these coin connect to an alternating body so it's called primary coin and it's donated by P အဲ့တော့အဲ့ဒီ coin နှစ်ခုကြီးတယ် these coin ဆိုခုနပြောတဲ့2 coin ပေါ့နော်2 coin ရဲ့ once တစ်ခုကိုတော့ဘာဖြစ်လဲဆိုတော့ connected တဲ့ဆက်သွယ်ထားပါမယ်။ဘာနဲ့ဆက်သွယ်အောင် to an alternating voltage source alternating voltage source နဲ့ဆက်သွယ်ထားတယ်။ဒါကြောင့် source နဲ့ဆက်သွယ်ထားတဲ့ဟာကဘာဖြစ်သွားမလဲဆိုရင် primary coil အဲ source နဲ့ဆက်သွယ်ထားတဲ့ coil ကိုကျတော့ဆရာတို့ဘာခေါ်လဲဆိုရင် primary coil ခေါ်ရင်သူသတ်မှတ်တာတော့သူ့ရဲ့အစစလုံး P ဖြစ်တော့ is denoted by P ဒီနေ့ပဲဆရာတို့သတ်မှတ်လိုက်ပြီပေါ့နော် primary coil ကို P နဲ့ဆက်သွယ်ထားမယ်။ P လို့သတ်မှတ်လိုက်အဲဒါပုံဆွဲလို့ရှိရင်ဆရာတို့ P လို့ရေးထားရင်ဒါ primary coil ကိုသိရမယ်And the other coin, as they call the secondary coin, is connected to an electrical device to which electrical power to be supplied as shown in figure 11.10. အဲ့တော့ဘာဖြစ်မလဲဆိုရင်ဒီ other coin ဆိုတော့ S လို့ခေါ်မယ်တဲ့။ဘာလဲသူ့ကို secondary coin ပေါ့။အခြား coin ကတော့ဘာဖြစ်မလဲဆိုရင် secondary coin. Secondary coin ဆိုတော့secondary coin ဘာနဲ့ဆက်သွယ်ထားမလဲဆိုတော့ connect to an electrical device. ဆိုတော့လျှက်စစ်ပစ္စည်းနဲ့ဆက်သွယ်ထားမယ်and which electrical power to be supplied အဲ့သူကထောက်ပံ့ပေးရမယ်လက်စပစ္စည်းနဲ့ဆက်သွယ်ထားမယ်အဲ့တော့ဆရာတို့ကခုနမနေ့ကလိုမျိုးဆရာဟိုမှာ laptop adapter ဟိုဘက်ကိုထိုးလိုက်တယ်ဆိုရင် laptop adapter ဒီမှာ coin ထုတ်လေးပါတယ်အဲ့ coin ထုတ်လေးအဲ့တော့ plug ပေါင်းနဲ့ချိတ်ထားတဲ့ coin ထုတ်ကကျတော့ primary coin ဖြစ်မယ်ဒီ laptop နဲ့ချိတ်ထားတဲ့ coin ကလည်းကျတော့ secondary coin ဖြစ်မယ်နော်အဲ့တော့ပုံလေးအောက်ကပုံလေးတော့ကြည့်လိုက်မယ် transformer ပုံလေးမှာဒီမှာပုံလေးသုံးပုံပါမယ်အဲ့ဒီသုံးပုံမှာဆရာတို့ဆောင်းပုံမှာမေးတာဒီနှစ်ပုံမေးတယ်လေနော်ဒီနှစ်ပုံမေးမယ်ဒီပုံတဘောလက်တွေ့မှာဆရာတို့ laptop တွေထဲမှာထည့်ထားတဲ့ပုံလေးနော် computer တွေ electronic တွေမှာထည့်ထားတဲ့ပုံလေးအဲ့တော့သူ့မှာဒီမှာ coin ထုတ်လေးပတ်ထားတယ်အလဲကောင်မှာအထိုင်လေးရှိတယ်တန်လေးပေါ့နော်အဲ့ဒီတန်လေးကခုနပြောတဲ့ lamination နဲ့ဆိုတဲ့တန်လေးပေါ့နော်ဒီကအထိုင်လေးတယ်
အဲ့ဒါကို EI section လို့ခေါ်တာနော်နောက်ပြီးတော့ engineering တင်တဲ့ခင်ဗျာသိမယ်ဒါကတော့ရိုးရိုးအားလေးကိုပြလိုက်အဲ့ဒါဆိုရင်ခုကဆရာတို့ကဒီမှာတန်ပြားလေးဒီမှာတန်ပြားလေးမှာအပေါ်မှာအရာလေးလမ်းကြောင်းလေးပေးထားဘာပေးထားလဲဆိုအဲ့ဒါလေးတွေကတန်ပြားလေးတစ်ပြားနဲ့တစ်ပြားဒီလိုမျိုးလေးကောပါလေးတွေကိုထပ်ထားတာပေါ့နော်အဲ့ဒါလေးကိုဒီအပေါ်ကြည့်လိုက်ရင်ဘာပြောလဲအရာလေးထင်နေအောင်အဲ့တော့ဒီမှာလမ်းကြောင်းလေးပေးထားတာဒါတော့ဘာဖြစ်မလဲဆိုသူ့ရဲ့တန်ပြားအထိုင်လေးပေါ့နော်တန်ပြားအထိုင်လေးဖြစ်မယ်ပြီးရင်ဒီဘက်မှာပတ်ထားတယ်ဒီဘက်မှာပတ်ထားတယ်ဘာဖြစ်တော့ဆိုရင် primary coil ဒီဘက်မှာပတ်ထားတာ primary coil အဲ့ဒါကြောင့်သူ့ရဲ့အဝင်ဘိုးလေးကိုကျွန်တော်တို့ဘာလို့ရေးလိုက်လဲဘိုးလေးတွေမှာဆိုတော့ VB VB ဆိုတော့ primary ဘိုးလေးဆိုတော့အဲ့တော့ရာကို primary coil ပြီးရင်ဒီဘက်မှာထွက်သွားမယ်ဒီဘက်မှာပတ်ထားတဲ့ဟာထွက်သွားကြဘာလို့ပုံလဲဆိုရင် secondary coil secondary coil ဆိုတော့ဒီမှာက secondary coil ထွက်သွားမဲ့ဘိုးလေးကဘာလဲလဲ secondary ဘိုးလေးဖြစ်တော့ VS အဲ့တော့ဒီ electron တန် free ကိုဘာပုံလဲဆိုရင် transformer ကိုအဲ့တော့ transformer ကိုform အဲ့တော့ဒီမှာဆရာဒီမှာပတ်ထားတာဟိုလေးရှိတယ်primary ပတ်ထားတာဖြစ်တဲ့အတွက်ဆရာတို့သူ့ဘာလဲ n လေးပြော number of turns ပေါ့နော် number of turns သူ့ကိုဘာခေါ်လဲဆိုတော့ np ပေါ့နော် n ကတော့ number of turns သူက primary coil ယူတဲ့ကိုပြောလို့ p ပေါ့ဒီဘက်မှာကျတော့ number of turns secondary ယူတဲ့ကိုပြောလို့ secondary ဒီ coil ရဲ့ဒီအရေးအတွက်လေးကိုပြောလို့ဘာလဲဆိုတော့ nl အဲ့တော့ဒီပုံလေးကိုဆွဲမယ်ဒီမှာလေးကကျဘာလဲဆိုတော့ဒါဆိုရင် fine ဆိုတဲ့ခုနပြောတဲ့ဟို magnetic flux လေးစီးနေတာပေါ့ magnetic flux စီးတဲ့လမ်းကြောင်းလေးဒါပြရတယ်အဲ့ကဲဆရာတို့ဒီဟာကြီးကိုတန်လုံးတုံးလေးလို့လို့ရှိရင်ဒီထဲမှာကားတန်တွေကဒီလိုမျိုး eddy current ဆိုတာလေးစီးရရှိအဲ့လိုလေးဖြစ်သွားမှာဆိုဆရာတို့ကဒီတန်လေးပေါက်လေးလုံးမယ်တပြားနဲ့တပြားမထိအောင်ခုနပြောတဲ့ insulate လုပ်မယ် insulate လုပ်တွေကဘာလို့လဲဆေးသုတ်ထားလိုက်အဲ့ဒီတန်ပြားလေးတပြားနဲ့တပြားလေးမထိဟိုပြည့်စတဲ့မကူဘူးနောက်ဒီ coin လေးရတယ်တစ်ခုနဲ့တစ်ခုထိနေဆရာတို့ဒီမှာဆိုရင်ကြည့်ကြည့်လိုက်ဒီမှာဆိုရင်ပတ်ထားတာအပြည့်ပဲဒါပေမဲ့သူ့မထိဘူးဘာကြောင့်မထိအောင်ဆိုတော့သူက insulate လုပ်တာရိုးရိုးကျိုးမဟုတ်ဘူးနော်အဲ့တော့ဆေးသုတ်ထားပါဘောနော်ကုတ်တင်လုပ်တာကုတ်တင်လုပ်ထားတာပေါ့နော်မြန်မာလိုခေါ်ရင်တော့ဆေးသုတ်ထားပါဘောနော်အင်္ဂလိပ်လိုခေါ်တော့ကုတ်တင်လုပ်ထားတယ်လို့ဆရာတို့ပြောလိုက်တာအဲ့ဒီ coin လေးမှာအဲ့လိုမျိုးကုတ်တင်လုပ်ထားတော့သူကမထိဘူးတစ်ခုနဲ့တစ်ခုအဲ့ဒါနေမှာဆရာတို့ကဒီက coin လေးကတန်လိုက်စက်ကွင်းကဒီဘက် coin ကိုတွားပြီးတော့ထိမယ်ထိပြီးတော့ဆရာတို့ဘာပြောသွားမလဲဆိုတော့ဒီဘက် coin မှာကားတန်စီကြောင်မှုဖြစ်ပေါ်မယ်အဲ့ဒီကားတန်တွေမှာဆရာတို့လိုချင်တဲ့ဘိုးလေးတွေကိုမျိုးမျိုးရှာမယ်အဲ့တော့ဘယ်လိုရှာမလဲဆိုဒီ number of dance ကိုအပြောင်းလဲလုပ်ပြီးတော့ဆရာတို့ကရှာမှာပေါ့နော်အဲ့တော့ဒီပုံလေးကိုဆွဲရပါမယ်နောက်တစ်ခုကတော့ဒီမှာအဲ့တော့ဒီပုံလေးကိုမှဆရာတို့ကဟိုအလွယ်နီးနဲ့ပြမယ်ဆို simple diagram နဲ့ပြမယ်ဆိုရင်ဒီပုံစံမျိုးလေးဒါလေးက primary coil လေးဒီအလဲကောင်ကဒီနှစ်ချောင်းလေးကကြောက်ပါလဲဆိုတော့ဒီကိုးပေါ့နော်ဒီကိုးလေးကိုစားပြုထားဒီအလဲကောင်ကတန်ချောင်းလေးပေါ့နော်တန်ချောင်းလေးနှစ်ချောင်းပြီးရင်ဒီဘက်ကတော့ VS ဆိုတဲ့ဒီ secondary coil နဲ့အဲ့တော့ primary coil ဆွဲမယ် secondary coil ဆွဲမယ်ပြီးရင်အများတန်းထည့်ရမှာဒီ VB ထည့်ရမယ် VS ထည့်ရမယ်နောက်ဆုံးဒီကတော့ကိုးပဲထည့်လိုက်ဒီမှာကြာရင်တော့ NB နဲ့ NS ထည့်လိုက်မယ်နော်ဒါလေးပဲအဲ့တော့ဒီပုံလေးရဲ့ဟိုဒီမှာမေးထားလေးဖတ်ပြပါအောင် the liver transformer showing is primary and secondary when any other needs go more အဲဆိုရင်သူက2025မေးထားတာเนาะ transformer တစ်ခုရဲ့ symbol ကိုဆရာတို့ကဆွဲရမယ်ပြီးနောက်ပြီး level လေးတက်ရမယ်ပြီးရင်မလုပ်ရမယ် showing at primary and secondary winding primary winding နဲ့ secondary winding ကိုပြအဲ့တော့ primary winding နဲ့ secondary winding ကိုပြမယ်ပြီးလို့ရှိရင်ကိုသူ့ရဲ့ဥဒိုင်ပေါ့ကွာနော်အဲ့တော့ဥဒိုင်ကိုပြမယ်ဆိုဒီမှာအလဲကောင်းအချောင်းလေးထည့်မယ်ပြီးရင် any other key component အဲ့တော့ any other key component တွေထပ်ထည့်မယ်နောက်တစ်ခုကကျတော့ draw the symbol transformer symbol transformer လေးတစ်ခုဆွဲပေးပါဆိုဆရာတို့ဒီမှာအဲ့တော့ symbol transformer ကိုဆွဲမယ်ဆိုနံပါတ် A ကကျတော့ symbol transformer နံပါတ် B ကကျတော့အဲ့ဒီ symbol transformer လေးကိုဆရာတို့ circuit ထဲမှာထည့်မယ်ဆိုရင် simple ပေါ့နော် simple လေးနဲ့ဆွဲမယ်ဒီကတော့မဆွဲရပါဘူးအဲ့တော့သူ့မှာပါမှာဘာပါမှာ VB ဆိုရင်ဆရာတို့ဗာဆွဲမယ် VB equal to the voltage applying to the primary ကိုရောက်လာတဲ့ voltage primary ကို apply ဆိုတော့ထောက်ပံ့ထားတာပေးရထားတဲ့ voltage နော်ကဲNB ဆိုဘာပြောမလဲ the number of turns in the primary ထဲမှာရှိတဲ့ number of turns VS ကကြောက်ဘာပြောမလဲ the voltage operating from the secondary ကနေမှရလာတဲ့ voltage နောက်ဆုံးဘာမှမသိရင် the voltage of the secondary ရဲ့ voltage အဲ့ဒါရေးလိုက် the voltage of the primary နော် primary ရဲ့ voltage အဲ့လိုရေးလိုက်တယ်ရတယ်နော်ဒီလိုဘာမှမဖြစ်ဘူး unless the number of turns in secondary ထဲမှာရှိတဲ့ number of turns အဲ့တော့ဒီပုံလေးကိုသမီးတို့ဆွဲလိုက်ပါနော်အဲ့တော့ဒီနှစ်ပုံဆွဲလိုက်မယ်